မင်္ဂလာပါဒီနေ့တနင်္လာသားသမီးတသက်တာမှာအစဉ်ပြေပြေနေထိုင်ဖို့အတွက်နေထိုင်ရမယ့်စံနှုန်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အင်္ဂဝိဇ္ဇာတိုင်းကိုသုံးပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်တနင်္လာသားသမီးကိုထိန်းချောင်းထားတာနဝင်းဂျိုကတောက်ကြဂျိုဖြစ်ပါတယ်ဆိုတော့နဝင်းထိန်းချောင်းခြင်းတောက်ကြဖြစ်တာမို့လို့ဒီတောက်ကြဂျိုအားကောင်းနေဖို့လိုတယ်လို့ပြောချင်တာဖြစ်ပါတယ်နော်ဆိုတော့တောက်ကြဂျိုအားကောင်းဖို့အတွက်ဆိုရင်တောက်ကြဂျိုပရိယေကိုလည်းကျမတို့တောက်ကြဂျိုရဲ့ဒီ activity လှုပ်ရှားမှုပေါ့နော်ဒါကိုလည်းသိထားဖို့လိုပါတယ်တောက်ကြဂျိုဟာဆိုရင်ဒနကိုစားပြုတာဖြစ်ပါတယ်စီးစိမ်ကိုစားပြုတာဖြစ်တဲ့လွတ်လပ်ပေါ့ပါစွာနေထိုင်တဲ့ပုံစံမျိုးကိုလည်းကိုစားပြုတယ်နောက်တစ်ခုကတနင်္လာသားသမီးအတွက်ဆိုရင်ဒီတောက်ကြကဌာနဂျိုဖြစ်ပါတယ်ဒါကြောင့်ဒီတောက်ကြဂျိုအားကောင်းနေဖို့တနင်္လာသားသမီးအနေထိုင်မှန်ကန်ဖို့ဆိုလို့ရှိရင်ကိုနေထိုင်တဲ့ဌာနပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတသက်ရတန်တန်ရှင်းရှင်းထားဖို့ကလည်းအရေးကြီးပါတယ်ပေါ့နော်ဆိုတော့တနင်္လာသားသမီးအခြေခိုင်မှသာလျှင်မမတ်ရက်နိုင်မှာဆိုတော့အခြေဆိုတာအနစ်နာခံရတဲ့နေရာဖြစ်ပါတယ်တနင်္လာရဲ့အခြေသည်တနင်္ဂနွေဖြစ်ပါတယ်ဆိုတော့တနင်္ဂနွေဆိုတာဒီအိုးအိမ်ထောင်အုပ်စုနော်အင်ထောင်ရေးကိုလည်းကိုစားပြုတယ်နောက်တစ်ခုကအဖေကိုလည်းကိုစားပြုတာပေါ့နော်ဆိုအကြီးအကဲဆရာအုပ်ထိန်းသူကိုလည်းကိုစားပြုတာမဟုတ်လို့ဒီအရာနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေအနစ်နာခံရမှာဖြစ်ပါတယ်เนาะဆိုတော့အုပ်စုတွေပေါ်မှာအိမ်ထောင်ဘက်အပေါ်မှာเนาะဆရာသခင်အပေါ်မှာဒီလိုအတိမတ်ပြုအနစ်နာခံရမှာပေါ့เนาะအဖေကိုလည်းပြုစုစောင့်ရှောက်ရမှာပေါ့เนาะဒီလိုမျိုးကိုဆိုလိုတာဖြစ်ပါတယ်ပေါ့เนาะဆိုတော့ဒီလိုအခြေခိုင်ပြီဆိုလို့ရှိရင်เนาะတနင်္လာသားသမီးတွေအခြေမပြတ်တော့အဆင်ပြေနိုင်တာပေါ့เนาะနောက်တစ်ခုစီးပွားပေါ့တနင်္လာသားသမီးစီးပွားနေရမှာကအင်္ဂါရှိတာမို့လို့အင်္ဂါရဲ့ပရိယေအတိုင်းနေရမှာဖြစ်တယ်အင်္ဂါဆိုတာဒီစူးစမ်းခြင်းတိကျခြင်းဇွဲလုံးလာကိုစားပြုတဲ့ဂျိုဖြစ်တာမို့လို့ဒီတနင်္လာသားသမီးအလုံးလုံးတဲ့အခါမှာအသေးစိတ်ဆန်ပြီးတော့စူးစမ်းလေ့လာရတဲ့အလုပ် ID လိုမျိုးပေါ့နော် ND လိုအလုပ်မျိုးကပို့ပြီးအကျိုးပေးတတ်ပါတယ်ပေါ့နော်ဆိုတော့နောက်ကအိမ်ထောင်ကိုကြည့်တဲ့အခါမှာစနေဂျိုစိုးမိုးနေတာရှိပါတယ်ဆိုတော့စနေဒီစီကန်းကြီးတယ်နောက်ကနှီးတယ်ဝေးတယ်ကိုစားပြုတဲ့အခါကျတော့ဒီတနင်္လာသားသမီးတွေရဲ့အိမ်တောင်ဘက်ကပေါ့နေနောက်အဝေးတဲ့ကိုနဲ့မွေးရမြေတူတဲ့သူမဖြစ်ရဘူးနောက်တစ်ခါစီကန်းကြီးတဲ့သူဖြစ်တယ်ပေါ့နော်စီကန်းကြီးတဲ့သူချွေတာတဲ့လူဖြစ်နိုင်ပါတယ်ဒီလိုမျိုးဆိုရင်စမ်းဝင်ပါတယ်ပေါ့နော်ဒါကဒီလိုနေထိုင်ခြင်းဖြင့်တနင်္လာသားသမီးတွေအစဉ်ပြေနိုင်ပါတယ်ဒီထက်တစ်ဆင့်ပေါ့တနင်္လာသားသမီးတွေထိတ်ဆုံးကိုရောက်ချင်တယ်ဆိုလို့ရှိရင်တော့အနိနာခံရမယ့်ကြိုကဗုဒ္ဓဟူးဖြစ်ပါတယ်ဗုဒ္ဓဟူးကကြတော့ဒီလူယုံလူမှုံရေးကိစ္စပေါ့နော်ညီကိုမောင်နှမကိုစားပြုတာမဟုတ်လို့ဒါနဲ့ပတ်သက်ပြီးလဲအနိနာခံလို့ရှိရင်တနင်္လာသားသမီးထိတ်ဆုံးကိုရောက်နိုင်ပါတယ်ရှင်